အားလုံးပဲမင်္ဂလာပါကိုကိုင်းတိုင်းမဲ့ကြက်တကောင်ရဲ့ထူးခြားစွမ်းအားတွေကိုတိုင်းမဲ့ပိုင်ရှင်ကတည်နေဖို့လိုအပ်ပါတယ်ပါဝါဆိုတဲ့အကြောင်းအရာတွေမှာကြက်တကောင်ရဲ့ကျန်းမာရေးနဲ့လူရဲ့ပြုပြင်မှုအားကောင်းမှုအပေါ်မှာမူတည်ပြီးထုတ်သုံးနိုင်ပါတယ်အဲ့ဒီအချက်တွေကတော့ကျန်းမာရေးခံစားမာသာကျေယုံနိုင်အားစိတ်သက်အရာအားလုံးနဲ့သက်ဆိုင်နေပါတယ်စိတ်သက်ပြည့်စုံနေတဲ့ကြက်တကောင်ကခြေနာတာလားငုတ်ကြတာလားရှီပါဝါကောင်းတာလားနေရာနဲ့ခြေဝင်ကောင်းတာလားစတဲ့အကြောင်းအရာစွမ်းအားတွေကိုတည်နေဖို့လိုအပ်ပါတယ်ဒါမှကုချက်ကောင်ဘယ်အခန်းမှာဘယ်လိုခုတ်မယ်ဘယ်အခန်းကြီးရောက်နေပါသေးမျောလင်းလို့ရတယ်ဆိုတာကိုသိနိုင်မှာပဲဖြစ်ပါတယ်ရှင်းနာရဲဆိုတဲ့ကြက်ကောင်ကသူ့ရဲ့ရှည်ရုံးနဲ့ကောပေါက်တစ်ခုမှမခံနိုင်အောင်ခိုးလေးရှိပါတယ်သူခိုးလိုက်လို့တန်ရကောင်းကောင်းရှာမတွေ့တက်ပေမဲ့တစ်ပတ်ချက်ရှိပြသွားတာမျိုးအနေထိုင်နေရောလာတာမျိုးစတာတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ငုံကြတဲ့ကြက်ကောင်ကသူ့ရဲ့ခွန်လန်းတော်တော်များများမှာငုံကြလေးရှိပါတယ်နေရာမှန်တဲ့ကြက်နဲ့နေရာမမှန်တဲ့ကြက်တော့ကွာလေးရှိတတ်ပါတယ်အချို့သောကြက်တွေကပဲချမ်းကပွဲမှာကြားလေးရှိပြီးအချို့သောကြက်တွေကဓမ္မတော်ကြည်စံမှုတက်ရုပ်ပဲတဲ့တွေမှာကြားလေးရှိပါတယ်ဘယ်အချိန်မှာကြားရဲဆိုတာကိုတော့တိုက်မဲ့သူကသိထားရပါမယ်ရှေပါဝါကောင်းတဲ့ကြက်တွေဟာအများဆုံးကကိုက်ခွန်းတဲ့ကြက်ညင်မှုဗလာတွေမာနနဲ့ပြန်ချင်းခုတ်တဲ့အချိန်တွေမှာရှေပါဝါပြင်းပြင်းနဲ့ခိုးလေးရှိပါတယ်သူတို့ကြိုက်တွေမှာတစ်ဖက်ကြက်အရှိပြတ်သွားရအောင်ခိုးလေးရှိတတ်ပါတယ်နေရာနဲ့ရှင်းဝင်ကောင်းတာနဲ့ငုံကြတာကိုလူတော်တော်များများမကွဲပြားတတ်ကြပါဘူး။သူကရောငုံကြတာမဟုတ်ဘူးလားလို့မေးရရှိပါတယ်။ဟုတ်တော့ဟုတ်ပေမဲ့နေရာရှင်းဝင်ကောင်းတဲ့ကြက်ကတထက်ကြနေတဲ့အနောက်လိုချက်ချင်းတန်ရမမြင်ရတတ်ပါဘူး။သူ့အကြိုက်ခိုးပေါက်ထဲမှာမှတစ်လုံးစုတစ်လုံးအပြည့်ပြောင်းလဲနိုင်စွမ်းရှိလာအောင်ခိုးရှားလေးရှိပါတယ်။ရှည်ဆိုးတယ်လို့လည်းပြောလို့ရတာမျိုးပါ။နေရာရှင်းဝင်ကြောင့်သူ့အကြိုက်မှာအပြည့်ပြောင်းလဲနိုင်စွမ်းရှိတာမျိုးပါ။စိတ်သက်ဆိုတဲ့နေရာမှာကြက်တကောင်နဲ့တကောင်မတူညီတတ်ကြပါဘူး။ဆိုတော့ကြက်တွေကအများနဲ့နေရင်ဘာမှမဖြစ်ပေမဲ့တချို့ကြက်တွေကတတော်တစ်ဖားမှာစိတ်သက်မှန်လေးရှိပါတယ်။အချို့သောကြက်တွေကလူနဲ့အခြားတိရစ္ဆာန်တွေကိုမကြောက်တတ်ပေမဲ့ချို့ကြက်တွေကကြောက်တတ်ကြပါတယ်။အချို့သောကြက်တွေကချင်းဆန်ကိုမကြောက်ပေမဲ့အချို့သောကြက်တွေကကြောက်တတ်လေးရှိပါတယ်။ကိုကြက်တကောင်ရဲ့အမူအရာအနေထားစားတာတွေကိုကြည့်ပြီးကိုကြက်ဟာဘယ်လိုအနေထားမှာရှိတဲ့ဆိုတာကိုသိမှတာဝိုင်းဝင်မှုအဆင်ပြေပါလိမ့်မယ်။ကျမ်းမာရေးကောင်းနေပေမဲ့စိတ်သက်ကိုတော့လူကကြက်အပေါ်မှာဂရုတစိုက်လေးလာပြီးသိမှတာဝိုင်းမှာတင်းရင်စွာကိုရခံရမှာပါ။ပြေးတဲ့ကြက်တိုင်းဘာကြောင့်ပြေးရတဲ့ဆိုတာကိုဝေဖန်ပိုင်ချတတ်ဖို့လိုပါတယ်။လူရဲ့လိုအပ်ချက်ကြောင့်လားမျိုးကြောင့်လားဆိုတာကိုဝေဖန်ပိုင်ချတတ်ဖို့လိုပါတယ်။တိုက်ကြက်တွေရဲ့ပါဝါအဖြစ်ကျမ်းမာရေးစိတ်သက်လူပြုပြင်မှုအခြေမျိုးစားတွေကိုခွဲခြားပြီးကျန်တဲ့လူတသားတည်းဖြစ်ပြီးတိုက်တိုင်းနိုင်ကြပါသည်လို့ပြောရင်းတိုက်ကြက်စစ်သူညီကိုအပေါင်းတိုက်ကြက်ကောင်များပိုင်ဆိုင်နိုင်ကြပါလိမ့်ဗျ။